ရင်ခုန်တဲ့မင်းသက်လေးနဲ့နားထောင်မအောင်စီစုံနာမောင်ရဲ့ချလေးမောင်လာကိုပေးဆွဲချရဆိုရင်လေတိတ်ပန်ရွယ်ယူထားပြီးစီးကြောင်းတရားကိုမမများလိုက်ပိုးခံရတဲ့ချင်းမမဟုတ်လားပြိတ္တကြီးရောရေဆက်လက်၍ပွဲစဉ်နှင့်အနေဖြင့်ဘရင်နောင်တင်းကိုစားပြုပြိုင်ပွဲဝင်မအေးအေးအောင်ကအစိုးတင်သွင်းပြောကြားတော်မှာဖြစ်ပါရဲ့ခင်ဗျာရွှေပွဲလာပြိတ္တပေါင်းတို့ကျန်းကျန်းမာ၍တာပါစားလားရှင်ယခုလုံးမင်္ဂလာညနေခင်းလေးမှာကျင်းပပြုလုပ်တဲ့မြန်မာစာနှုတ်မှုဆွေးရင်ပြိုင်ပွဲသို့ကြွရောက်လာကြပါတော့ဂုံချက်တီဖျားဖျားနဲ့ပြည်စုံနေကြတော့ဒိုင်လူချင်းမင်းများနန်းဆန်တော်လာပိုင်ရှင်ကျမတို့ရဲ့ကျောင်းဆရာမကြီးဒေါက်ခင်မင်းတန်းစီနာဝါနာအရင်ခံဖြစ်တင်ကြားပြသပေးပါတော့ဆရာဆရာမများဘွားအတွက်ကျိုးကျိုးဆဆတိုက်ပွဲဝင်နေကြတော့ကြီးထွဲကုကုမများနဲ့မနှောမြေမှာသဘောရှိချရတော့တဲ့ကုံတီရှိအပရိတ်များအားလုံးရုံမရှိကြပန်းလို့ရှင်လဲချမ်းမြေနိုင်ကြပါစေလို့ဥစားဖက်မှာစမုကောင်းတောင်းချရပါရဲ့ရှင်ကျမတော့ပညာရေးကိုင်းခက်တွေဝေးပြဆလွင်နေပြီးအရေးအာဝါဒကောင်းစောပေးနိုင်တော့ပညာဘက်ကိုပိုင်ထက်တဲ့ကြောင်းဧကဓမ္မကျမ်းတွေပညာတို့ရတောက်တုံနေပါတော့မနှောမြေကိုကုံဆောင်မဲ့အပြောချိုချိုအသားညွညွညီတူကငေးရရဲ့ဖကဲ့သူလေးကျမမတ်အေးအေးအောင်ပဲဖြစ်ပါရဲ့ရှင်ကျမရဲ့နေပါဝင်ရှင်ပြိုင်တော်မဲ့အဆုကောင်းစင်လေးရတော့တိတ်ပံပညာဒီဝိဇ္ဇာပညာချက်လူလောကကိုပိုး၍အကျိုးပြုတည်ဟူသောအဆိုကိုအထောက်ထားခိုင်ခိုင်မာမာနဲ့ထောက်ခံတင်ပြတော်မှာပဲဖြစ်ပါရဲ့ရှင်ကျမတို့ကျောင်းသူကျောင်းသားတွေအထက်တန်းဆင်ရောက်ပြီးဆိုတာနဲ့တီတီချာချာစဉ်းစားရတဲ့ကိစ္စတွေကိုရှိပါရဲ့ရှင်အဲ့ဒါကတော့တိတ်ပံရမလားဝိဇ္ဇာရမလားဆိုပြီးအကျက်ရိုက်နေရမျိုးပေါ့ရှင်ပြိတ္တကြီးတို့ရေရွေးချယ်မှုမှာဘလောက်ကြည်နာတယ်ဆိုတာပြိတ္တကြီးတို့အသိဆုံးဖြစ်မှာပါနော်ကျမပြိတ္တကြီးတို့တခုပြောပြမယ်ရှင်ယခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာလေတိတ်ပံပညာဆိုတာကကျမတို့လူသားတွေမဖြစ်မနေလိုအပ်နေတဲ့အိတ်သူနဲ့အိုသူပါနီးပညာဆိုတာလေအဲ့ဒီတိတ်ပံပညာရဲ့ကိုအခြေခံထားတဲ့အဆောင်တစ်ခုဆိုလဲမဟုတ်ပါရှင်ကျမတို့ကဘာကြီးခင်မီတိုးတက်နေတာတိတ်ပံပညာကြောင့်ရှင်ဝိဇ္ဇာပညာကြောင့်မဟုတ်ရပါဘူးရှင်ကျမတို့တိတ်ပံပညာဘလောက်တောင်နဲ့နေလဲဆိုရင်လေတစ်ပင်ပေါ်ပန်းဒီလေးတစ်လုံးကျွေကြရဟာကဘာနေကြီးဆွဲအားဆိုတဲ့အကြောင်းဖော်မြူလာထုတ်ပြီးယခုခေတ်တွင်ကြဲအသုံးပြုနေရပါဒါရင်ကြရပါဦးရှင်တိတ်ပံပညာလေတနေ့လူတန်းပေါင်းများစွာရဲ့အသက်ကိုကဲတင်ပြောင်းနေတာမကခင်မီတိုးတဲ့နေရာဆောင်နေတဲယူပို့ဆောင်ရင်းနေပြိတ္တကြီးတို့နေ့စဉ်နဲ့များခြေသားပြင်စင်နေတဲ့ခန်းနေတဲ့မိတ်ကက်တွေနဲ့စေဝါရီယာဆိုရင်လေတိတ်ပံပညာကိုအခြေခံပြီးဖော်ထုတ်ထားတဲ့ယာရီကြီးပါပဲကျမတို့တိတ်ပံမာရမရှိဝိဇ္ဇာဓမ္မတွေကအခုချိန်ထိလဲလျှောက်နေအောင်ပါပါမချစ်တဲ့လူကိုချစ်မိလို့ခံစားရတဲ့အဖြစ်တဲ့တိတ်ပံတွေထဲဝိဇ္ဇာတွေကိုရွေးချယ်လို့နောင်တရတဲ့ဖြစ်ကတပွားရှုံးပါရဲ့ရှင်ဝိဇ္ဇာပညာဆိုအားလေစောက်ထဲပါစာရီနာအောက်ပြီးခနဲ့အိမ်သားရှိအိမ်သားအသေးအော်ချက်တရားပြီးစနစ်ကြီးပါသူတို့မှလေလက်သွေးစမ်းတမှုသွေးခေါ်စစ်စားမှုစာပါဆိုပါမတော့မသိပါဘူးရှင်တိတ်ပံလို့သွေးခေါ်စစ်စားမှပြင်းလို့ဝိဇ္ဇာယူကမှနလပိန်းတုံးဖြစ်သွားတဲ့အဖွေကတက်ကိုရှိပါသေးရဲ့